သစ္စာမယေစုတတ်တယ်လို့ရှေးကြီးကထင်ရှားခဲ့တဲ့ကြောက်ဆယ်ရွှေသိမ်းတော်ဘုရားမြန်မာနိုင်ငံတော်ကိုတည်ထောင်နေတဲ့အနော်ထားမင်းကြီးဟာဗုဒ္ဓသာသနာပြန့်ပွားအောင်ဆောင်ရွက်ခဲ့တဲ့သာသနာ့ပြုပါလေဖြစ်ပါတယ်။အနော်ထားမင်းဟာဘုရားစီပထုများစွာကိုအဲ့ဒီမှာကြောက်ဆယ်ရွှေသိမ်းတော်ဘုရားကလည်းထင်ရှားပါတယ်။အနော်ထားမင်းကြီးဟာလည်းကိုယ်တိုင်ရောက်ရှိပြီးသာသနာတော်ပြန့်ပွားရေးလုပ်ငန်းများကိုဆောင်ရွက်ရွှေသိမ်းတော်ဘုရားကိုဥဒ္ဒရာသမီးတိသာဘာဂေနန္တိယကမေကြီးကရွှေသိမ်းတော်ဆိုတဲ့ပွဲတော်ကိုမေနုရကံတုအာရောဂေနသုကေနသာဆရာကောဘကဘေကကုရတိနေနတတရတောဒိဋ္ဌိနေနဝိရုလကောသစ္စာမေမေနာဝိရုပေကောကုဝေရောဥဒရံတိကံရွှေသိမ်းတော်ရောဒီမာရာဇာလောကပါလာယတတိနောဝေဒေပိအမေနုရကံတုအာရောဂေနသုကေနသာသာဂတသသဘုမာချဒေဝနာဂမဟိတိကံမြောက်ကနှမိုင်ခန့်ကွာဒေပိအမေနုရကံတုအာရောဂေနသုကေနသာမုတ်တိမန္တောသာယေဒေဝဝတန္တာဣဒသာတနေဒေပိအမေနုရကံတုအာရောဂေနသုကေနသာညံတော်9000မြတ်သာရှိခဲ့တယ်လို့မှတ်သားထားရပါတယ်။တက္ကရာ1309ခုနှစ်မှာညံတော်7300အမြင့်သို့၎င်းတက္ကရာ1356ခုနှစ်မှာအများကောင်းမှုနဲ့ညံတော်15000အမြင့်သို့၎င်းပြည့်တင်ကပူဇော်ခဲ့ကြပါတယ်။အခုလက်ရှိမှာဆိုရင်တော့ရွှေသိမ်းတော်ဘုရားကြီးရဲ့ညံတော်ဟာ34တောင်ပြည့်ရှိနေပြီလေဖြစ်ပါတယ်ခင်ဗျာတက္ကရာ1280ပြည့်နှစ်တုန်းကရွာသူရွာသားများမိလျော်ပေါ်ဆမှုကြောင့်ခြုံတွေတို့ဖြင့်ဖုံးလွှမ်းသွားခဲ့ပါတယ်အဲဒီနှစ်မှာပဲတင်တောင်းကြီးကျွော်ကကပ်ပြီးကြောက်ခဲ့ကြပါတယ်ခြုံတွေပိတ်ပေါင်းတွေကိုရှင်းလင်းရန်ပြောကြရမှတစုနဲ့တစုဆက်သွယ်မိပြီးဖျားပေးကခြုံတွေပိတ်ပေါင်းများကိုရှင်းခဲ့ကြရပါတယ်အဲဒီချိန်မှာစတင်ပြီးရွှေသိမ်းတော်မြတ်စွာဘုရားမှာတန်ရှင်းတပ်ပေစွာနဲ့သတင်းသုံးနိုင်ခဲ့တာပဲဖြစ်ပါတယ်ရွာမှာလည်းယောဂတန့်ရှင်းသွားကြတာဒီနေ့တိုင်းပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒီဒေသမှာရှေးရခင်ကလေးကအခုအချိန်ထိတဦးနဲ့တဦးဆွဆွဲစရာတွေဖြစ်ပေါ်လာပြီးဆိုရင်အများအပြားတရားရုံးမှာတရားပြိုင်ခြင်းထက်ကိုရွှေသိမ်းတော်ကိုသွားပြီးတရားပြိုင်တတ်ကြပါတယ်အဲ့လိုတရားပြိုင်တာကိုရွှေသိမ်းတော်ဝင်ခြင်းလို့လည်းခေါ်ဆိုကြပါတယ်တရားရုံးမှာဆိုရင်တရားစီအကုန်ကြများကြတာကတကြောင်ရွှေသိမ်းတော်ဘုရားမှာဆိုရင်တော့တရားလိုတရားခံဖျောင်းနိုင်တရားတစ်ချောင်းစီဒါမှမဟုတ်ပန်းတစ်ပွင့်စီသာလိုပါတယ်တချို့ကတော့ကြော်ပွဲတစ်ပွဲနဲ့တရားစီရင်တတ်ကြပါတယ်အမှုအတွက်ဆောင်ရွက်ပေးရတဲ့ဘောပကအဖွဲ့ကလည်းတရားလိုတရားခံနှစ်ဖက်စလုံးကနေလက်စားခြင်းလက်ယူခြင်းမပြုလုပ်ရကြပါဘူးတရားရင်ဆိုင်မဲ့သူအားလုံးဟာတရားမြောက်ဖက်ဆောင်းနှံကနေဝင်ကြရပါတယ်ရှေးဥစွာမှုသွားအမှုလာကိုတစ်ဖက်စလုံးကဘောပကအဖွဲ့ကိုတွားရောက်တင်ပြကြရပါတယ်ဘောပကအဖွဲ့ကတက်တိုင်းသမျှခြေဖို့အတွက်ထောက်ပြတတ်ကြပါသေးတယ်နောက်ဆုံးဖြောင်းပြလို့မရဘူးဆိုတော့မှတရားရှိမှပြောင်းနိုင်တိုင်းထွေးတော်၎င်းပန်းနှစ်ပွင့်စိုက်ရတော်၎င်းသစ္စာဆိုပြီးတရားစီရင်ပါတယ်အခုလိုမစီရင်ပြီးမှတရားလိုတရားခံနှစ်ဦးစလုံးကိုလည်း၅ပါးသီလခံယူစေပါတယ်မမှန်မကန်သူဘက်ကနေပြောင်းနိုင်ငင်းခြင်းပန်းညှိုးခြင်းဖြစ်တတ်ပါတယ်ရှေးရခင်ကလေးကအခုအချိန်ထိရွှေသိမ်းတော်ဘုရားကြီးရဲ့တရားစီရင်ခဲ့မှုတွေကလည်းဘောပကအဆက်ဆက်ကမှတ်တမ်းတင်ထားပါသေးတယ်ရွှေသိမ်းတော်ဘုရားမှာအုံပွဲငှပြောပွဲထိုးပြီးအဋိဌံပြုပြီးတော့ကျမ်းမာရေးစီးပွားရေးအခြေရေးစတဲ့ဒုရစုတစ်ခုကိုတောင်းရင်ပြည့်တတ်တယ်လို့လည်းယုံကြည်ကြပါသေးတယ်။ဒါကြောင့်လည်းနေ့စဉ်မပြတ်ပွဲထိုးတဲ့လူတွေနဲ့စီကားနေတတ်တယ်လို့ဆယ်တန်းစာမိုးပဲနီးကလာပြီးဆိုရင်တော့လူတိုးမပေါက်အောင်စီကားတတ်ပါတယ်။အရက်ဖြတ်လူသူများကလည်းရွှေသိမ်းတော်ဘုရားမှာ6လတစ်နှစ်ရာသက်ပန်းစသဖြင့်လာရောက်ထူထမ်းသစ္စာအဋိဌံပြင်းထန်လာတဲ့စုတောင်းတဲ့ရွှေသိမ်းတော်ဘုရားကြီးသစ္စာမယင်စုတတ်တယ်လို့ရှေးရခင်နှစ်တွေကလေးကထင်ရှားခဲ့တဲ့ကြောက်ဆယ်ရွှေသိမ်းတော်ဘုရားမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့အနော်ထာမင်းကြီးဟာဗုဒ္ဓသာသနာပြန့်ပွားအောင်ဆောင်ရွက်ခဲ့တဲ့သာသနာပြုမင်းတစ်ပါးလည်းဖြစ်ပါတယ်။အနော်ထာမင်းဟာတရားစီပထုများစွာကိုလည်းတည်ထားကိုးကွယ်ခဲ့ပါတယ်။အဲဒီထဲမှာမှ60မြို့ကရွှေသိမ်းတော်ဘုရားကလည်းထင်ရှားပါတယ်။အနော်ထာမင်းကြီးဟာလည်းတွင်ကိုခရိုင်ကိုရောက်ရှိပြီးသာသနာတော်ပြန့်ပွားရေးလုပ်ငန်းများကိုလှုပ်ဆောင်ရင်းရွှေသိမ်းတော်ဘုရားကိုတည်ထားခဲ့တာဖြစ်ပါတယ်။ရွှေသိမ်းတော်ဘုရားကိုရှင်အရဟံကတိမ်ထုတ်ခဲ့တာဖြစ်ပါတယ်။အနော်ထာမင်းကြီးကရွှေသိမ်းတော်ဆိုတဲ့ပွဲတော်ကိုဆက်ကပ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာမဟာရွှေသိမ်းတော်ဆိုတဲ့ပွဲတော်ကိုသက်ဆိုင်ရာဂောဘကတွေကစက္ကန့်ထူထမ်းခဲ့ပါတယ်။ရွှေသိမ်းတော်ဘုရားဟာရှေးရခင်နှစ်တွေကသစ္စာမှန်ရင်စုတတ်တာကြောင့်ထင်ရှားပါတယ်။ရှေးရခင်ကလေးကတရားပြရမှာရွှေသိမ်းတော်ဘုရားမှာလာရောက်ပြိုင်ဆိုင်တတ်ကြသလိုအခုထိလည်းနေ့စဉ်နေ့တိုင်းပွဲထိုးအဋိဌံပြီးလိုရာဆူတောင်းတဲ့သူတွေကြည်ဆိုတဲ့သူတွေနဲ့ပြည့်တည်ကြပါတယ်။ရွှေသိမ်းတော်ဘုရားဟာမန္တလေးတိုင်းဒေသကြီး60ခရိုင်60မြို့ရဲ့မြောက်ဘက်2မိုင်ခန့်အကွာတိမ်နှောင်းကြီးရွာမှာတည်ရှိပါတယ်။အရှိဘက်သို့မျက်နှာမူနေပြီးမုတ်တစ်ခုတည်းသာရှိတဲ့ဈေးတော်တစ်စုလည်းဖြစ်ပါတယ်။မုတ်ထဲမှာဆူတောင်းပြည့်ရွှေသိမ်းသ
သစ္စာမရင်စုတက်တယ်လို့ရှေးတခင်နှစ်တွေကလေးကထင်ရှားခဲ့တဲ့ကြောက်စင်ရွှေသိန်းတော်ဘုရားမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့နော်သစ္စာမရင်စုတက်တယ်လို့ရှေးတခင်နှစ်တွေကထင်ရှားခဲ့တဲ့ကြောက်စင်ရွှေသိန်းတော်ဘုရားမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့ဗုဒ္ဓဘာသာပြန်ပါဒီနာမည်ဒီပါပါဒီနာမည်ဒီဝါမေတော်တရားတရားစီဒီနာမည်လူရဲ့ကံလူအားတော့ဒီနာသူနာစာဒုရှိမသမိန်ပိတာပါယေသန္တိနာဂာမရှိပိတာယေတိအမေတိရကံဒီပါတော့ဒီနာသူဒီနာသာဘုရားသမိန်ပိတာပါယေသန္တိရကံမရှိပိတာယေတိအမေတိရကံဒီပါတော့ဒီနာသူဒီနာသာကုရတိနေနာတတရတော်ဒေတိနေနာဝိလေကောသစ္စာပေတိမေနာဝုစုတေကောကုဝေရောဥဒရံတိယံသတ္တရောဟိမာရာဂလောကပါလာယတတိနောဝေတေတိအမေလူရေကံလူအာရောဟိနာတိစေနာသာသာဂတသာကဘုမာချာဒေဝနာကမေတိယံဒေတိအမေလူရေကံလူအာရောဟိနာတိစေနာသာဧကိမန္တောသာယေရှိဝဝတန္တာဣဒာမေတိယေတိအမေလူရေကံလူအာရောဟိနာတိစေနာသာဉာဏ်တော်ကိုယ်တော်မြတ်သာရှိရတယ်လို့ပြောထားပါတယ်တက္ကရာ1300ခုနှစ်မှာဉာဏ်တော်73တော်လို့၎င်းတက္ကရာ1356ခုနှစ်မှာအများကောင်းတဲ့ဉာဏ်တော်15တော်လို့၎င်းပြည့်တင်မှာပူဇော်ခဲ့ကြပါတယ်အခုလက်ရှိမှာဆိုရင်တော့ရွှေသိန်းတော်ဘုရားကြီးရဲ့ဉာဏ်တော်ဟာ34တောင်ရှိနေတယ်ဖြစ်ပါတယ်ခင်ဗျာတက္ကရာ1980ပြည့်နှစ်တုန်းကဘာသူလာပြီးတော့ပေါ်ဆံမှုကြောင့်ချုံရွေလို့ဖြစ်ပေါ်ခဲ့ပါတယ်အဲ့ဒီမှာပဲတင်တော်ကြီးတွေ့ရကတက်လေးချခဲ့ကြပါတယ်။ချုံရွယ်ပိတ်ပေါင်းတွေကိုရှင်းလင်းရန်ပြောကြရမှာတစုနဲ့တစုဆက်သွယ်ပြီးတရားပေးကချုံရွယ်ပိတ်ပေါင်းများကိုရှင်းခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာစတင်ပြီးရွှေသိန်းတော်မြတ်စွာဘုရားဟာတန်ရှင်းတပ်တွေဆိုတဲ့သတင်းသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ဒီမှာလည်းယောဂတန်ရှင်းသွားကြတာဒီတိုင်းပဲဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီဒေသမှာအရှိရခင်ကလေးကအခုအချိန်ကြီးတဦးနဲ့တဦးဆွဆွဲတရားကြီးဖြစ်ပေါ်လာပြီးဆိုရင်အများအပြားတရားရုံးမှာတရားပြိုင်ခြင်းထက်ကိုရွှေသိန်းတော်ကိုသွားပြီးတရားပြိုင်တတ်ကြပါတယ်။အဲဒီလိုတရားပြိုင်တာကိုရွှေသိန်းတော်ဝင်တယ်လို့လည်းခေါ်ဆိုကြပါတယ်။တရားရုံးမှာဆိုရင်တရားစီအကုန်ကြများကြတာကတကြောင်ရွှေသိန်းတော်ဘုရားမှာဆိုရင်တော့တရားလိုတရားခံဖျောင်းနိုင်တယောက်တစ်ချောင်းစီဒါမှမဟုတ်ပန်းတပွင့်စီသာလိုပါတယ်။တချို့ကတော့ကတော်ပွဲတစ်ပွဲနဲ့တရားစီရင်တတ်ကြပါတယ်။အမှုအတွက်ဆောင်ရွက်ပေးရတဲ့ဘောပကအဖွဲ့ကလည်းတရားလိုတရားခံနှစ်ဖက်စလုံးကနေလက်စားခြင်းလက်ယူခြင်းမပြုလုပ်ရကြပါဘူး။တရားရင်ဆိုင်တဲ့သူအားလုံးဟာဖျားမြောက်ဖက်ဆောင်တဲ့ကနေဝင်ကြရပါတယ်။ရှေးဥစွာအမှုလာကိုတစ်ဖက်စလုံးကဘောပကအဖွဲ့ကိုတွားရောက်တင်ပြကြရပါတယ်။ဘောပကအဖွဲ့ကတက်နိုင်စရာရှိဖို့အတွက်ဖြောင်းပြတတ်ကြပါလေ။နောက်ဆုံးဖြောင်းပြလို့မရဘူးဆိုတော့မှတရားရှိမှပြောင်းနိုင်တဲ့တိုင်းတွေးတော်၎င်းပန်းနှစ်ပွင့်ဆိုင်ပြီးတော်၎င်းသစ္စာဆိုပြီးတရားစီရင်ပါတယ်။အခုလိုမစီရင်ဒီမှာတရားလိုတရားခံနှစ်ဦးစလုံးကိုလည်းအားပါတိတာခံယူပါတယ်။မကန်သူဘက်ကလည်းတရားနိုင်ရင်းပန်းညှို့ခြင်းဖြစ်တတ်ပါတယ်။ရှေးရကလေးကအခုချိန်ထိရွှေသိန်းတော်ဘုရားကြီးရဲ့တရားစီရင်မှုကလည်းဘောဘကအဆက်ဆက်ကမနိုင်ခဲ့ပါလေ။ရွှေသိန်းတော်ဘုရားမှာဘုံပွဲအပြောပွဲထိုးပြီးဒိဋ္ဌံပြုပြီးတော့ကျမ်းမာရေးစီးပွားရေးအခြေရေးစတဲ့လူရစုကိုတောင်းရင်ဤတဲ့တွေလည်းလုပ်ကြကြပါလေ။ဒါကြောင့်လေနေ့စဉ်မပြတ်ပွဲတွေရဲ့စီမံတဲ့လို့ဆယ်ရန်စာမွေးဤကလာပြီးဆိုရင်တော့ဘုံတော်အောင်စီမံတပါလေ။ဒီရက်ထက်လူတွေကလည်းရွှေသိန်းတော်ဘုရားမှာ6လတစ်နှစ်ရာသပန်စသဖြင့်9ရောက်ချင်းသစ္စာအတိတ်ထံပြင်းထန်လာတဲ့စုတောင်းပြီးရွှေသိန်းတော်ဘုရားကြီးသစ္စာမရင်စုတက်တယ်လို့ရှေးခင်တွေကထင်ရှားခဲ့တဲ့ကြောက်စင်ရွှေသိန်းတော်ဘုရားမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့တော်ထာမင်းကြီးဟာဗုဒ္ဓသာသနာပြန်ပေါင်းဆောင်ရွက်ခဲ့တဲ့သာသနာပြုခဲ့တဲ့ပါလေဖြစ်ပါတယ်။တော်ထာမင်းဟာတရားစီဘုရားများစွာကိုလည်းထင်ရှားကိုးဝေခဲ့ပါတယ်။အဲဒီထဲမှာကြောက်စင်မျိုးကရွှေသိန်းတော်ဘုရားကထင်ရှားပါတယ်။တော်ထာမင်းကြီးဟာလည်းရင်းကိုပြန်ကိုရောက်ရှိပြီးသာသနာတော်ပြန်ပွဲလုပ်ငန်းများကိုလှုပ်ဆောင်ရင်းရွှေသိန်းတော်ဘုရားကိုထားခဲ့တာဖြစ်ပါတယ်။ရွှေသိန်းတော်ဘုရားကိုရှင်ရဟန်းကလိတ်ထုတ်ခဲ့တာဖြစ်ပါတယ်။တော်ထာမင်းကြီးကရွှေသိန်းတော်ဆိုတဲ့ပွဲတော်ကိုဆက်လက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာရွှေသိန်းတော်ဆိုတဲ့ပွဲတော်ကိုသက်ဆိုင်ရာဘောပကတွေကဆက်ကပ်ပြန်ခဲ့ပါတယ်။ရွှေသိန်းတော်ဘုရားဟာရှေးရခင်အပြည်တွေကသစ္စာမရင်စုတဲ့အခါကြောင့်ရှားပါတယ်။ရှေးရခင်တွေကတရားပြန်ရမှာရွှေသိန်းတော်ဘုရားမှာလာရောက်တည်ဆိုင်တတ်ကြတယ်လို့အခုထိလည်းအေးစင်နေတိုင်းဝေထုအတိတ်တမ်းပြီးလူရစုတောင်းတဲ့သူတွေကြီးဆိုတဲ့သူတွေအပြည့်တင်ပါတယ်။ရွှေသိန်းတော်ဘုရားဟာမန္တလေးတိုင်းဒေသကြီးကျောက်ဆယ်ခရိုင်ကျောက်ဆယ်မြို့ရဲ့မြောက်ဘက်နှမိုင်ခန့်ကွာတိမ်နှောင်းကြီးရွာမှာရှိပါတယ်။ရှိဘက်သို့မျက်နှာနေပြီးမုတ်တူလေးသာရှိတဲ့ဈေးတော်တစ်ခုလည်းဖြစ်ပါတယ်။
ဘုံထဲမှာစုတောင်းပြည့်ရွှေသိန်းသစ္စာမရင်စုတဲ့လို့ရှေးရင်တွေကထင်ရှားခဲ့တဲ့ကြောက်စင်ရွှေသိန်းတော်များမြန်မာနိုင်ငံတော်ကိုတည်ထောင်ခဲ့တဲ့